ဒီအခုထိုင်းမှာတော့ July 1 ရက်နေ့ဖြစ်သွားပြီပေါ့နော်Tuesday ပါပုံမှန်ကတော့ကျွန်တော် Monday လုပ်နေကြဒီနေ့ကျွန်တော်ဒီတိုင်းပဲအလုပ်နေများနေလို့အဲ့တော့ဒီနေ့တကယ်တော့တနေ့လာနေကျွန်တော်ဘာမှတော့သိပြီးတော့ထိုးကြမရှိခဲ့ဘူး market a little bit move သွားခဲ့တယ်ဒါပေမဲ့သွားမယ်ဆိုတော့ကျွန်တော်မနေ့ကလေးကတော့မနေ့အောင်ဒီနေ့မနေ့ကပေါ့နော်ကျွန်တော် server briefing ပေးထားတယ်အဲ့တော့ဒီနေ့ကတော့ဒီဗီဒီယိုကတော့ကျွန်တော်တို့ဆက်ပြီးတော့ outlook ကြည့်အောင်ဒီတစ်ပတ်အတွက်ကိုကျွန်တော်ပထမဆုံးcalendar မသွားခင်မှာအရေးကြီးတဲ့pick up point တွေတခုကျွန်တော်သွားချင်တယ်။ဘာလဲဆိုတော့Swiss National Bank ရဲ့အနေအထား okay let me show you okay Swiss National Bank Swiss National Bank ကလာမယ့်ဒီနောက်နှစ်ပေါ့နော်ရှေ့နှစ် March 19ရက်နေ့နောက်ပိုင်းနောက်နှစ်လေမှာ rate ပြ hike မယ်ဆိုပြီးတော့ထင်ကြီးပေးထားတာရှိတယ်။ထင်ကြီးပေးထားရဆိုတော့ probability ကပြန်ပြီးတော့ rate ကပြန်ပြီးတော့မြင့်လာဖို့များတယ်ပေါ့နော်။အဲ့တော့Swiss National Bank ဒီလောလောဆယ်မှာပြောရမယ်ဆိုလို့ရှိရင် restricted policy ကိုပို့ပြီးတော့ကျင့်သုံးမယ်လို့ကျွန်တော်ယူဆလို့ရတယ်။အဲ့တော့ Swiss franc ဒီပြီးခဲ့တဲ့ဘက်ကအားကောင်းနေတွေ့ရတာဒီ Shiga forward looking ပေါ့နော် implied rate ပြောင်းသွားတဲ့အတွက်ကြောင့်အဲ့တော့ implied rate ဒီပုံမှန်အဖြစ်ဆိုလို့ရှိရင်အခု cutting cycle နဲ့holding cycle နဲ့နှစ်ခုဒီပုံမှန်ဒီလိုပဲ smooth line ဖြစ်နေတယ်ဒါပေမဲ့ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော် V shape နဲ့နောက်နှစ် June လ18နေ့ meeting နဲ့ September 24th meeting 2026ပေါ့နော်အဲ့ meeting နေ့မှာပြန်ပြီးတော့rate ဒီပြန်ပြီးတော့ပြောင်းလာလိမ့်မယ်လို့ညွှန်မှန်းနေအဲ့တော့ either hold ဒါမှမဟုတ်လို့ချင်း high ဆိုတော့အခုလက်ရှိထိကတော့ hold ထဲမှာပဲရှိနေပါသေးတယ်ဒါပေမဲ့ high ဘက်ကိုပြန်ပြီးတော့သွားလာနိုင်တယ်လို့ basic point ကညွှန်ပြနေတယ်အဲ့ဒါဒီကျွန်တော်တို့အတွက်longer term ပေါ့နော်ဒီ Swiss franc ကိုရေရှည်ကိုင်မဲ့လူတွေအတွက်ကြတော့ဒါဒီ impulse risk ဖြစ်နေတဲ့အတွက်ကြောင့်Swiss franc တွေအခုလောဆယ်ပြန်ပြီးတော့တက်လာတာလို့ကျွန်တော်သုံးသပ်လို့ရတယ် and then ကျန်တာကတော့အားလုံးပုံမှန်ပါပဲလက်ရှိကျန်တဲ့ major bank တွေမှာကြည့်မယ်ဆိုလို့ရှိရင် Federal Reserve တည်တာကြီး၄ချိန် cut ကို3ချိန် cut ကိုအားကောင်းလာတာကျွန်တော်တွေ့ရတယ်ပြီးတော့ January မှာပါဆက်ပြီး cut မယ်ဆိုပြီး market ကမှန်းနေတယ်အဲ့တော့ January အထိဆိုလို့ရှိရင်၄ချိန်စက်တိုက်ဆိုလို့ရှိရင် rate ကလက်ရှိ implied rate က 3.57ဒီပြောရမယ်ဆို3.5 ဝန်းကျင်ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့တော့ဒါဒီဖြစ်နိုင်ခြေရှိတဲ့ possible outcome လို့ကျွန်တော်မြင်နေအဲ့တော့ rate cut မှာဖြစ်တဲ့အတွက် September October December ဒီပြောရမယ်ဆိုလို့ရှိရင် market တွေပို့ပြီးတော့ bullish ဘက်ကိုပို့ပြီးသွားနေတဲ့ risk on နေကြတာလည်းကျွန်တော်တွေ့ရတယ်China Central Bank တွေဒီ holding ဘက်မှာပို့သွားနေပြီးတော့ Bank of England ဒီလာမယ့် August လ9ရက်နေ့ decision မှာ rate cut ဖို့လို့ market ကပို့ပြီးထင်ကြီးပေးထားတယ်အဲ့တော့August မှာတစ်ခေါက်ကတ်မယ် September မှာကတ်ဘူး November ကတ်မယ် December မှာကတ်ဘူး February ကျမှထပ်ပြီးကတ်မယ်အဲ့တော့နောက်နှစ်အထိကိုအခုလောဆယ်option market ကကြိုးပြီးတော့ pricing လုပ်နေကြတွေ့ရတယ်ကျန်တဲ့ market တွေဒီထူးခြားခြားဘာမှမရှိဘူး Australia ဒီ set type ကျွန်တော်တို့ original တိုင်းပဲ set type ကတ်မယ်နော်ရှေ့နှစ်ကိုရှေ့နှစ်မရောက်မချင်းပေါ့နော်ဆိုတော့ December media လွယ်ရှေ့တစ်လျှောက်လုံးမှာ set type ကတ်မယ်ဒါပေမဲ့ Australia ဒီအများကြီးကတ်မယ်လို့ကျွန်တော်မထင်ဘူး either 25 basis point of 10 to 15 basis point လောက်ပဲကတ်မယ်လို့ကျွန်တော်တို့မြင်တယ်နော်အဲ့တော့ဒါဒီကျွန်တော်တို့သိရမယ့် rate ရဲ့ implied rate ရဲ့ longer term ratio ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ forex trade တဲ့သူတွေအတွက်အရေးကြီးဆုံး forex မှာအရေးကြီးဆုံးဒီပါလဲဆိုတော့ interest rate ဒီ market ကိုတကယ်တော့ move စေတယ် okay so ကျွန်တော်တို့ calendar စပြီးကြည့်အောင်ဒီတစ်ပတ်ရဲ့ calendar ဒီနေ့ကျွန်တော်ပြီးခဲ့တဲ့ Monday ဟာမထားပါတော့နော် Monday အတွက် calendar ကျွန်တော်ကြော်လိုက်ကြမယ် Monday မှာဘာမှအရေးကြီးတာထွက်မသွားဘူး GDP GBP Great Britain ပေါင်းရဲ့ GDP ထွက်တာလေတိတ်ပြီးတော့အရေးမကြီးဘူး QF indicator ကဘာပြနေလို့ Swiss franc ဒီပို့ပြီးတော့ကျလာတယ်ပြန်ပြီးတော့ hit နည်းနည်းပြန်ကျလာတယ်ပဲမြင်မှတ်ထားတယ်အဲ့တော့ QF indicator ဒီမှန်းထားတဲ့ range refinitive range လို့ခေါ်တာပေါ့နော်ဒါ refinitive ထဲမှာကျွန်တော်တို့ရှိတဲ့ range ဒီ98.4 အနည်းဆုံးရှိပေမဲ့ minimum ဒီ98.4 ရှိပေမဲ့96.1 ထွက်လာတဲ့အတွက်ကြောင့်ပို့ပြီးနေခဲ့တယ်အဲ့တော့ market ဒီနေ့ Swiss franc နဲ့ပတ်သက်ပြီးတော့ a little bit move လေးတွေကျွန်တော်တို့တွေ့ရတယ် so ဆက်ပြီးတော့ကျွန်တော်ကြည့်အောင်အဲ့တော့မနက်ဖြန်ပထမဆုံးဒီနေ့ပေါ့နော် July လ1ရက်နေ့ညဘက်ကြီးအတန်သွင်းရတာတိတ်စိတ်ပဲကလေးကခုနမှအိတ်လို့အဲ့တော့မနက်ဖြန်မနက်အစောမှာကျွန်တော်တို့ Japanese yen tech and manufacturing index ထွက်ဖို့ရှိတယ်အဲ့တော့ tech ရဲ့ဒီပြောရမယ်ဆိုလို့ရှိရင် Japanese yen အတွက်ကိုအရေးကြီးတဲ့ index တွေမှာပါတယ်ဒါပေမဲ့ volatility ကျွန်တော်တို့ဒီ very low volatility ပဲမှန်ထားတယ်ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိအခြေအနေဒီကျွန်တော်သိရမှာဒီ Japanese yen ရဲ့ major focus မဟုတ်ဘူးတခြား other geopolitical news တွေရှိနေတယ်လောလောဆယ်မှာနောက်ပြီးတော့နောက်တစ်ခုက risk on risk of
အခြေအနေထားမှာ market တွေကို risk on ဘက်ကိုပို့ပြီးသွားနေဆို Japanese yen အနေနဲ့တိတ်ပြီးတော့ yen volatility တွေ့မယ်လို့ကျွန်တော်မမျှော်လင့်ဘူးဒါပေမဲ့ဒါဒီ economics အရာအရေး medium impact ပေါ့နော် macro အရာအရေးကြီးတဲ့ indicator တစ်ခုအနေနဲ့ကျွန်တော်သိထားဖို့လိုတယ်အရေးတကယ်တမ်းစပြီးတော့market ကို hit ဖြစ်နိုင်တာဒီခြိုင်းစင် manufacturing PMI ထွက်မယ်ပြီးတော့ခြိုင်းစင်ဒီဘက်မှာ service PMI နဲ့ထွက်မယ်အဲ့တော့အဓိက manufacturing PMI မှာတရုတ်အခြေအနေဘယ်လိုရှိလဲတရုတ်ဒီမှာကျွန်တော်သိရမှာဒီ 50.8 အထိကို Refinitiv ထဲမှာ close အမြင့်ဆုံးမှတ်ထားတယ်ဒါပေမဲ့ Bloomberg ကဘယ်လိုမျှော်မှန်းထားလဲ Bloomberg ကဒါကို medium volatility ပဲမျှော်မှန်းထားတယ်အဲ့တော့ Bloomberg ရဲ့မျှော်မှန်းချက်နဲ့ Refinitiv တွေက range နဲ့အဲ့နှစ်ခုစလုံးထပ်ကိုထွက်လာခဲ့တယ်ဥပမာဆိုကြပါစို့50.9 တော့လောက်ကောင်း51တော့လောက်ကောင်း something အဲ့လိုမျိုး information ထွက်လာခဲ့တယ်ဆိုရင်ဒါဒီဟာတတိထားဖို့လိုတယ်အဲ့ချိန်ကြလို့ရှိရင် Australian dollar New Zealand dollar စပြီးတော့မာလာနိုင်တယ်အဲ့ဒီ risk ကိုကျွန်တော်ကြိုသိထားဖို့လိုတယ်လောဆယ်ကျွန်တော်တို့ Australia New Zealand မ trade တာ like a few months ရှိပြီ right အဲ့တော့ကျွန်တော်သိပြီးတော့ focus မထားဘူးဒါပေမဲ့ဒါဒီ Australia trade တဲ့သူတွေအတွက် Aussie dollar trade တဲ့သူတွေအတွက်အရေးကြီးတယ် and then ပြီးတော့ကျွန်တော်တို့ညဘက်ကြမှာညဘက်မတိုင်ခင်နေ့လယ်ဘက်တော့လာနိုင်ရှိသေးတယ်နေ့လယ်ဘက်မှာ let me check okay နေ့လယ်ဘက်မှာ CPI data ထွက်မယ်ဆိုလို့ရှိရင် CPI ဒီ Tuesday ဟုတ်တယ်မနော်နေ့လယ်ဘက်မှာ CPI data HICP ထွက်ဖို့ရှိတယ်အဲ့တော့ CPI data ကျွန်တော် trade စီရင်တော့နော်ကျွန်တော်တို့let it go ဘာဖြစ်လို့ euro ဒီ still ကျွန်တော်တို့ bullish scenario မှာရှိတဲ့အတွက်ကြောင့် euro bullish ကိုပဲကျွန်တော်ဆက်ပြီးတော့ကြည့်မယ်နော်အဲ့တော့ညဘက်ထွက်လာမယ် ISM manufacturing PMI ဒီဒါဒီပထမဆုံးအရေးကြီးလို့ကျွန်တော်ပြောလို့ရတယ်ISM manufacturing PMI ကိုဒီတစ်ခေါက်မှာ Bloomberg ဒီထူးထူးခြားခြား9 out of 10 volatility မျှော်မှန်းထားတယ် so volatility အရင်မြင့်မယ်လို့မျှော်မှန်းထားတယ်အဲ့တော့တခြား currency တွေ stock တွေအတွက် impact ဖြစ်မှာလားဆိုတော့ impact အဖြစ်မှာအခုလောလောဆယ်ကြိုမြင်နေရတဲ့အနေထားဒီ natural မှာပဲရှိတယ်ဒါပေမဲ့ volatility အရင်မြင့်မယ်လို့ယူဆထားတယ် volatility 9ဒီပြောမှဆို NFP level မှာရှိတယ်အဲ့တော့တတိအရင်ထားစီခြင်းတယ်နော်အဲ့တော့ဒီမှာထုံးစံတိုင်းပဲကျွန်တော်တို့ဒီ၄ခုစလုံးကိုမျှပြီးတော့ကြည့်မယ်အခုမျှော်မှန်းထားချက်တွေမှာကြည့်မယ်ဆိုလို့ရှိရင် PMI ဒီနည်းနည်းလေးပြန်ပြီးကောင်းမယ်မစိုးစလောက်လေးပြန်ကောင်းမယ် PMI 50.2 အပေါ်မှာထွက်လာလို့ရှိရင်ဘာမှတိတ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် economically changes မဖြစ်ဘူးဒါပေမဲ့ PMI နည်းနည်းပြန်ကောင်းလာမယ် employment index အနည်းငယ်ပြန်ကောင်းလာမယ်လို့ကျွန်တော်မျှော်မှန်းတယ် employment index အရင်တစ်ခေါက်တော့ထိနာထားတယ် right အဲ့တော့နောက်တစ်ခေါက်ကျွန်တော်တို့ manufacturing ဒီကြောက်ရမယ်ဒါဒီ inflation ကြောက်ရမယ်လို့ပြောမှန်းတယ်အဲ့တော့ဆိုလိုတာကဒီ overall ကိုကြည့်မယ်ဆိုရင် US dollar ဒီ account ဘက်ကိုနည်းနည်းလေးပို့ပြီးမြင်တယ်ဒါပေမဲ့ volatility ပဲလာမယ်လို့ကျွန်တော်ပို့ပြီးထင်တယ် market ကဝုန်းရွှေ့တာပဲလာလိမ့်မယ်တကယ်တော့ market ရဲ့ sentiment ဒီ NFP အပတ်လည်းရှိတာကိုဒီတစ်ပတ်ဒီ trading day က4ရက်ပဲရှိတယ် right July 4ရက်နေ့တောက်ကြနေ့ဒီကျွန်တော်တို့ trading လုပ်လို့မရဘူးဘာလို့ဆိုတော့အဲ့နေ့ဒီ US မှာ Independence Day right အဲ့တော့ US ရဲ့လွတ်လပ်ရေးနေ့ပေါ့နော်အဲ့တော့ market က4ရက်ပဲ trade ဖို့ရှိမယ်နောက်ဆုံးနေ့ဖြစ်တဲ့ကြာသပတေးနေ့မှာ NFP ထွက်မှာဖြစ်တဲ့တော့ဒီ ISM data ဒီ macro outlook အရာ pricing အဲ့လောက်ကြီးရွေးစရာအကြောင်းမရှိလာဘူးအဲ့တော့လူတွေရဲ့ focus ကြီး a little bit behind ပေါ့နော် jaws opening အဲ့တော့ jaws opening ဒီ9နာရီ 9pm မှာ Thailand ချိန် 9pm မှာထွက်မယ်လို့ပြောတယ်ဒါပေမဲ့တစ်ခါတည်းကျ9.02 လောက်မှာပေါ့နော်2မိနစ်လောက်နောက်ကျပြီးထွက်ကောင်းထွက်နိုင်တယ်တတိထားဖို့လိုတယ်အဲ့တော့ jaws opening ဒီဘာဖြစ်မလဲဆိုတော့ job market ဒီcool down အေးလာနိုင်မယ်လို့ပြောမှန်းတယ်အဲ့တော့ job market cool down ဖြစ်လာတာဒီပြောမှာဆို Fed အတွက်ကို rate cut ဖက်ကိုပို့ပြီးတော့မျှော်မှန်းတာဒါဒီ US dollar ရဲ့ downward trend ကိုပို့ပြီးတော့အားပေးနေတာမျိုးကျွန်တော်တွေ့ရတယ်အဲ့တော့ဒီနှစ်ခုဒီ a little bit clash ကျွန်တော်တို့ဒီ job data ပို့ပြီးဥစားပေးပြီးကြည့်မယ်ပြီးတော့တစ်ခါကြားထဲမှာ2ရက်နေပေါ့နော်2ရက်နေကိုကျွန်တော်တို့တိတ်ပြီးတော့အရန်ကြီးပြောရမှာဆိုလို့ရှိရင်တိတ်ပြီးတော့ကြည့်စရာရလို့တိတ်ပြီးတော့ဘာမှမရှိတော့ဘူးเนาะ3ရက်နေ့ကိုကြည့်အောင်3ရက်နေ့နေ့လယ်မှာ Social CPI ထွက်မယ်အဲ့တော့တကယ်လို့ Swift long drive သူတွေရှိရဆိုဒီပတ်ဝန်းကျင်မှာတစ်ချက်တတိထားဖို့လိုမယ်အဲကြာတာပရိညမှာတော့ကျွန်တော်တို့ဒီအရေးကြီးတဲ့ NFP data ထွက်မယ်အဲ့တော့ NFP data အပြင်ကိုပို့ပြီးဆိုတာဒီကျွန်တော်တို့မှပြမယ်sorry let me check ဖင်အောင်ရောက်သွားISM and manufacturing okay ISM နဲ့ service PMI ပါထွက်မယ်အဲ့တော့ NFI ISM နဲ့ service PMI ကိုအခြေဆိုအောက်လို့ကျွန်တော်ကြည့်မယ် service PMI ဒီ 50.5 မှာထွက်ဖို့များတယ်
မှန်းထားတာပေါ့နော်အမြင့်ဆုံးမှန်းထားတာဒီ 51.8 ကိုမှန်းထားတယ်အနည်းဆုံးမှန်းထားတာဒီ 49.5 မှာမှန်းထားတယ် 49.5 အောက်ကိုကျလာတယ်ဆိုလို့ရှိရင် stock တွေအတွက် risk ရှိတယ်ဒါပေမဲ့လောလောဆယ်မှာဒီမှာvolatility ကြည့်မယ်ဆို volatility medium ပဲရှိတယ် okay အဲ့တော့ US dollar bullish နဲ့ US stock bullish ဘက်ကိုလောလောဆယ်မှာmarket က expectation ထားထားတယ်ဒါဒီBloomberg data ဖြစ်တဲ့အတွက်ကြောင့်consensus ပေါ့နော်အများရဲ့မျှော်မှန်းချက်တွေအဲ့လိုရှိတယ်ဒါပေမဲ့ဒီကြားထဲမှာကျွန်တော်တို့ဒီ NFP data ထွက်မယ် NFP data ဒီအဲ့ရှိမှာထွက်မှာပေါ့နော်ခေါ်9ခွဲထွက်မယ်ကျွန်တော်အကုန်လုံးevent လုပ်ထားတယ်เนาะအဲ့ဒီ live event ရှိတယ် live event ကျွန်တော်တို့အတူတူ commentary လုပ်မယ်အဲ့တော့ initial jobless claim ခါရရဲ့ပတ်တွေအရေးကြီးတယ်ဒီဘက်မှာကျွန်တော်မကြည့်ဘူးအဲ့တော့ဘာတွေကြည့်မလဲ average earning year over year ကျွန်တော်ကြည့်မယ် 3.9 ပဲပြန်ထွက်မယ်လို့မျှော်မှန်းထားတယ် 3.7 3.9 ဒီထက်ပိုဒီထက်လျော့သည်ကျွန်တော်တို့ဒါဒီမလိုလားတဲ့ volatility မျိုးလာနိုင်တယ် otherwise ကျွန်တော်တို့ဒါဒီ just omit ဘာမှသိစဉ်းစားကြမလို့အဲ့တော့ non-farm payroll employee person private payroll ဒီဘာဖြစ်မလဲကျလာမယ်လို့မျှော်မှန်းထားတယ်140ကနေ110ထိကျလာမယ်အနည်းဆုံး75 non-farm payroll ဒီဘာမျှော်မှန်းထားတယ်ကျလာမယ်လို့မျှော်မှန်းထားတယ်139ကနေ110အနည်းဆုံး70အမြင့်ဆုံး160ဒါပေမဲ့တတိထားပါဒီကြားထဲမှာဒီကဏ္ဍတွေဒီချိန်နိုင်နေဘာဖြစ်လို့လဲဆိုတော့ NFP အတွက်ကိုrouter ရဲ့ pool ဒီ6နိုင်အလိုကြမှာပိတ်မှာအဲ့အတွက်ကြောင့်ဒါဒီ real time live changing ဖြစ်ကောင်းဖြစ်နိုင်တယ်เนาะအဲ့တော့ impact ဒီ very high ကျွန်တော်ပြောစရာမလို US dollar အခုလောလောဆယ်မှာ US dollar bullish လို့မှန်းတယ်လေကျွန်တော်တို့ဒီ US dollar bearish လို့market ကမှန်းထားတယ်ဒါပေမဲ့ဒီ impact ဒီဟောဒီမှာထွက်လာတဲ့ဟာတစ်ခုခုပေါ့နော် something changes ကျွန်တော်တွေ့ခဲ့ရတယ်ဆိုဘာလို့ဆိုဒါဒီအရင် medium ကြလို့တယ်80နဲ့160အလဲ130မှာဖြစ်နေတာအဲ့တော့ဘယ်ဘက်ကိုမဆိုထွက်လာနိုင်တယ်နောက်ပြီးတော့ NFP ဒီပြောရမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့12လအတွင်းမှာ surprise အများဆုံးထွက်တာတွေ important data မှာပါတယ်အဲ့တော့ NFP data နဲ့ private payroll data ကြည့်ဖို့လိုတယ် unemployment rate ဒီ 4.3 4.4 ထိမှန်းထားတယ် 4.2 နဲ့ 4.4 ပေါ့နော် range ကိုမှန်းထားတယ်အဲ့တော့ 4.4 ထပ်တော့ကျော်လာစရာကျွန်တော်အကြောင်းမမြင်ဘူးဒါပေမဲ့ 4.2 ထွက်လာနိုင်စရာအကြောင်းမြင်တယ်လို့ကျွန်တော်ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့unemployment rate နဲ့ပတ်သက်ပြီးတော့ပုံမှန်အဖြစ်ပေါ့နော်ဒီ distribution မှာမှန်းတာမှန်လေးရှိတဲ့ institution တွေတော်တော်များများဒီ 4.2 level မှာရှိတယ်အဲ့တော့ 4.2 level unemployment rate ကျလာတယ်ဆိုလို့ရှိရင်တော့ US dollar မှာလာနေတယ် otherwise 4.3 ပဲထွက်လာနိုင်တယ်ဆိုဒီဥစ္စာဒီတိတ်ပြီး impact ဖြစ်မှမထင်ဘူး okay ပြီးတော့ ISM net manufacturing index ရှိတယ်ပြီးတော့တောက်ကြနေ့မှာကျွန်တော်တို့ဘာမှtrade ရေးရာအကြောင်းပြချက်ဘာမှမရှိဘူးနေ့လည်းပဲ Euro USD လောက်ဟာမျိုး trade လို့ရနိုင်တယ်အဲ့တော့ macro outlook ကောအခုလောလောဆယ်မှာဘယ်လိုရှိနေလဲ let me check အဲ့တော့ macro outlook ဒီလောလောဆယ်မှာကျွန်တော်တို့ဒီ Nasdaq ဒီ still strong S&P 500 not that strong okay even though ကျွန်တော်နားလေတဲ့ market ဒီတအား bullish တော့နေတယ်ပြီးခဲ့တဲ့ဘက်က S&P 500 Nasdaq ကိုအကုန်လုံး all time high နဲ့ everybody is super happy ဟုတ်တယ်ပြီးခဲ့တဲ့အပတ်တော့ကျွန်တော်တို့ဒီမှာ scoring board မှာဟိုပြနေတယ် bullish ပြနေတယ်ဒါပေမဲ့ဒီတစ်ပတ်မှာ neutral ဘက်ထဲကိုပြန်ချလာတယ် Nasdaq still still bullish strong ရှိနေတယ် Nikkei strong ရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ overall မှာ risk on sentiment ပဲဆက်သွားမယ်လို့မြင်ပါတယ် and that's like တစ်ခုခုပေါ့တော့ otherwise ဟိုဒီ Trump ရဲ့ပေါ်ပေါ်လေးစိထွက်မလာတဲ့ရွေးပေါ့လေနော်ပြောရတော့ခက်ပါတယ်အဲ့တော့ euro still very bullish Canadian dollar a little bit bullish ဒါပေမဲ့ပြီးခဲ့တဲ့နှောင်းပိုင်းမှာပြဿနာပါပြီးခဲ့တဲ့ week နှောင်းပိုင်းမှာ tariff ဥစ္စာလာထားတယ်အဲ့ tariff ဥစ္စာကအဖြေကြီးရဘယ်သူမှဘာဖြစ်မယ်ဆိုတာသိကြပါမရှိသေးဘူးအဲ့တော့ Canadian dollar ဒီ still a little bit risky လို့ပြောလို့ရတယ် cat yen ပဲ long မယ်ဆိုလို့ရှိရင်ကျွန်တော်အားပေးတယ်ဒါပေမဲ့အခြေအနေပေါ့နော်အခြေအနေပေါ်မူတည်မယ်လို့ကျွန်တော်ယူဆတာ Australian dollar Bitcoin still long bias go long bias especially euro ကို short တာဒီnot really good idea လို့ကျွန်တော်ပြောချင်တယ် okay အဲ့တော့အထူးသဖြင့်ဒီလိုမျိုးပေါ့နော်3 arrow ပေါ်နေတဲ့ဟာတွေဒီ long ကို do nothing ပဲအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ stick to the plan macro ကို stick to the plan လုပ်စေချင်တယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တတိထားစေချင်တာပေါ့နော် mean reversion level တတိထားစေချင်တယ်ထို့ပြင် S&P 500လို့ဟာမျိုး mean reversion မှာကြည့်မယ်ဆိုလို့ရှိရင်ဒါဒီ mean reversion very longer term မှာ2023ခန်းကနေစပြီးတော့သွားနေတဲ့ trend အဲ့တော့ mean reversion မှာကြည့်မယ်ဆို implied volatility တိတာကြီးကြာတာ price ဒီအရန်တက်ပေမဲ့ implied volatility တိတာကြာနေတာဖြစ်တဲ့အတွက်ကြောင့် market ဒီ a little bit heated version ကျွန်တော်တွေ့နေရတယ် right အဲ့တော့
either side ပေါ့နော် market ဒီimplied volatility ဒီ range တွေတီးတကျဲလာတာကျွန်တော်တွေ့ရတယ်ဒါပေမဲ့လောလောဆယ်မြင်နေရတဲ့အနေအထားပါလဲဆိုတော့ cheap IV တွေမှာရှိတယ်ဆိုလိုတာက discounted price လို့ပြောတယ်အဲ့တော့ why ဘာကြောင့်မို့လို့ကျွန်တော် discounted price လို့ပြောရလဲ S&P 500ကဒီလောက်စီတက်ထားပြီးသားကိုဘာကြောင့်မို့ discounted price လို့ပြောရလဲဘာကြောင့်မို့လဲဆိုတော့နှစ်ကုန်မှာထပ်ပြီးတော့ rate cut မဲ့ဟာတော့ market တွေ fully pricing မလုပ်ရသေးဘူးအဲ့တော့ပြီးခဲ့တဲ့လွန်ခဲ့တဲ့ I think တပတ်လောက်ရှိပြီတဲ့အတွက်เนาะကျွန်တော်ပြောတာ crypto pro တွေဟိုတာပေါ့ပြောတယ်အဲ့တော့ဘာကြောင့်မို့လို့ crypto holding လုပ်ထားလဲ risk on ဒီလာနေသေးတယ် crypto ဒီ holding လုပ်လို့ရသေးတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ဒီမှာ majority ပေါ့နော် market ရဲ့ sentiment ကပါလဲ market ဒီလောလောဆယ် S&P 500 mean reversion model လေးက chip ဖြစ်နေတယ်လို့ယူဆတယ် okay အဲ့တော့အဲ့ဒါကိုအထူးသဖြင့် future trade တဲ့သူတွေပေါ့နော် day to day trader is okay long short တနေ့မှာ long တစ်ခါ short တစ်ခါတော့ day trading က opportunity ရတာပဲ right ဒါပေမဲ့ဒီမှာ long ဒီဖြစ်စေ short ဒီဖြစ်စေ market ရဲ့အမြင်ကပါလဲဆိုတော့ကျွန်တော်ကြည့်စေချင်တယ် okay အထူးသဖြင့်ဒီမှာ mean reversion level ကဒီကနေပြီးပြန်ပြီးဆင်းလာတဲ့အချိန်မှာ market ဒီပြီးခဲ့တဲ့အပတ်က over extended ထောင်းတက်ထားတာအဲ့တော့အဲ့ဒါကလေးကိုခေါင်းထဲမှာထားစေချင်တယ်ထိတ်ဆုံးရောက်နေပြီး short မယ်ဆိုတာဒီ is not a good idea okay ကျွန်တော်အမြင်နဲ့ပြောလို့ရှိတယ်အဲ့တော့ပုံမှန်အဖြစ်ဆိုလို့ရှိရင် market ပိတ်တဲ့အချိန်ပေါ့နော်ညဘက် market ပိတ်တဲ့အချိန်တောင်မနေ့စောစောကျွန်တော်ဒီ implied for level လေးတွေကျွန်တော်ပို့လို့ရှိတယ်အဲ့တော့ daily မှာ Euro USD ပဲ trade rate forex ပဲ trade rate ပါပဲ trade rate daily မှာအထူးသဖြင့် S&P trade လည်းရတယ် is okay daily မှာ IV level လေးတွေကို line လေးတွေဆွဲစေခြင်းတယ်ဘာကြောင့်မလို့လဲဆိုတော့လောလောဆယ် market ဒီ S&P အရင်များတယ်နံပါတ်1နံပါတ်2 market ထဲမှာ liquidity မရှိဘူး liquidity အရင်နေတယ်ဘာကြောင့်နေလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲ summer season okay အဲ့တော့ summer season မှာ liquidity လည်းနေတယ် volatility ကလည်းတည်င်းနဲ့တူများနေတဲ့အချိန်မှာကျွန်တော်တို့ဒီနားလဲရမှာပါလဲ what is a one standard deviation low or high ခေါင်းထဲမှာထည့်စီခြင်း ਨੇ okay ဘယ်သူမှတော့အလိုမရအောင်ကျွန်တော်လည်းလို့မရအောင်ကျွန်တော်ဒီများတော့အပြင်ဒီ level တွေအကုန်လုံးဒီကျွန်တော် alert ပေးထားတဲ့အတွက်ကြောင့် alert ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီမှာဒီ channel မှာလည်းကျွန်တော် alert ထည့်ပေးထားပါတယ်အဲဒီ line လေးတွေကို trade တဲ့ pair လေးတွေတော့ထည့်ပြီးတော့တနေ့မှာတစ်ခေါက်ဆွဲရတာဗျာဆွဲစေခြင်း ਨੇနော်အဲ့တော့ပုံမှန်အဖြစ်ဆိုတော့ကျွန်တော်ဒီလိုမျိုးနေ့လေရောက်လာပြီဆိုဒီလိုမျိုးပေါ့နော်ဘယ်ဟာတွေကဘယ်နေရာရောက်လဲဆိုတော့ alert ကတော့သူ auto ပို့ပေးတယ်ဒါပေမဲ့ကို analysis လုပ်တဲ့စီမှာအဲ့ဒါလေးတွေထည့်ပြီးတော့ဆွဲထားစေခြင်း ਨੇ it is useful okay so ကျွန်တော် chat version မှာကိုဆက်ပြီးတော့တွားကြည့်အောင်အဲ့တော့ပထမဆုံး chat မှာကျွန်တော်let me show sorry အဲ့တော့ dollar index ကျွန်တော်တို့ဒီမှာဒါပြီးခဲ့တဲ့ဘက်ကမမီလေးပဲနေတူတယ်เนาะဒီဆုံးဒီကျွန်တော်တို့အတွက် selling အဲ့တော့ seller ဒီ set type dollar ကို still going down အဲ့တော့ dollar ဒီဘယ်လောက်ထိအနည်းဆုံးသွားနိုင်လဲလောလောဆယ် bank level ဒီ 95.7 မှာရှိတယ် so it's pretty low 95.7ဒီမှာရှိတယ် okay အဲ့တော့ bank level ဒီနေရာမှာရောက်လာလို့ရှိရင်တော့ကျင်းစီပေါက်ကြီး bounce back ကြီးကတွေ့မှာပဲbank ရဲ့ accumulation level ဒီ95.7 မှာရှိနေတယ်အဲ့တော့ dollar အခုဒီဘက်မှာကျွန်တော်ဘာထပ်ပြီးမြင်ဖို့များလဲ maybe a little bit bounce up and then go down နော် bounce up ဒီတချို့က dollar ဒါဒီ too much extreme too low လို့ယူဆတဲ့သူတွေအတွက်ကို market ဒီ rebound လုပ်ပြီး market ဒီနောက်တစ်ခါထပ်ပြီးတော့ဆင်းလာဖို့လို့ပိုပြီးများတယ်dollar ကိုကျွန်တော် positive outlook ရှိလား negative outlook ရှိလားဆိုလို့ရှိရင်လက်ရှိအခြေအနေမှာ rate cut မဲ့ဆိုတဲ့ဟာကိုတစ်ဖက်ကmarket ရဲ့အခုလောလောဆယ်မှာပေါ့နော်ဒေါ်လာပေါ်မှာ uncertainty ရောအားလုံးပေါက်လို့ရှိရင်ကျွန်တော်ဒီ dollar negative outlook ပါကျွန်တော်ပို့ပြီးရှိနေတယ်နောက်တစ်ခုက S&P 500 ပြီးခဲ့တဲ့အပတ်က inflow ဒီပြောရမယ်ဆိုလို့ရှိရင်sorry ပြီးခဲ့တဲ့အပတ်က inflow ဒီပြောရမယ်ဆိုရင်တော်တော်ကြီးကိုမှကြီးတဲ့ inflow လို့ကျွန်တော်ယူဆလို့ရတယ်ကြီးတဲ့ inflow ဆိုတော့ what does it mean volume ဝင်လာတာတိတာတယ်ဒီမှာပေါ့နော် volume ဝင်လာတာဒီ buying overloaded တိတာဝင်လာပြီးတော့all time high အဲ့တော့ all time high ရောက်နေပြီမို့လို့ short မယ်ဆိုတာမျိုးမလုပ်စေရင်ကျွန်တော်ခုနကလည်းပြောပြီးသားအဲ့တော့ market ဒီ bell level ဒီပေါ့နော်ပြန်ပြီးတော့ဝယ်ဖို့လို့ကောင်းတယ် previous high ဒီ still okay previous high ဒီ still okay 6200အောက်ကိုပြန်လာနိုင်သေးလားပြန်လာ test နိုင်စရာ future market မှာပြန်လာ test နိုင်စရာအများကြီးရှိတယ်အထူးသဖြင့် ESC ဒါဒီ roll over လုပ်ပြီးသား market ဖြစ်တဲ့ကြောင့်
market ဒီပြန်လာ test ဖို့လိုသေးတယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ still ကျွန်တော်ဒီNasdaq ကို S&P 500ကို positive outlook ကျွန်တော်တို့ upside ကိုကျွန်တော်တို့ပို့ပြီးကြည့်နေတယ် okay Nasdaq လည်းပြီးခဲ့တဲ့ဘက်က very strong move ကျွန်တော်တွေ့ထားတယ် maybe 1 or 2 week Nasdaq delay ဖြစ်နိုင်တယ်ပြီးရင်ထပ်ပြီးတော့ upside move ကိုကျွန်တော်ထပ်ပြီးတော့ရှာဖို့လို့များတယ်အဲ့တော့ဒီအပတ်ဒီလဒီပြောမှဆို July လ right July တဲ့ကိုအခုဒါ basically July တဲ့ရောက်လာပြီအဲ့တော့ July တဲ့ရောက်လာဖြစ်တော့ကျွန်တော်တို့ sentiment မှာကြည့်မယ်ဆိုရင် let me show you where's my sentiment okay sorry sentiment okay sentiment မှာကြည့်မယ်ဆိုလို့ရှိရင် seasonality အရာကျွန်တော်တို့ July ဒီ10နှစ်မှာတစ်နှစ်ပဲnegative outlook ကြည့်ထားတယ်ကျန်တဲ့နှစ်တွေအကုန်လုံးကြည့် average အဖြစ် July ဒီ very bullish လာဒါကိုကျွန်တော်သိဖို့လိုတယ် market ဒီ oversold တော့မဖြစ်သေးဘူးဒါပေမဲ့ open interest 27% မှာရှိသေးတယ် hedge fund တွေဒီအလုံးလောက်အောင်လို့ market ကို position မဖွင့်ရသေးဘူး so still more on the positive side ကိုကျွန်တော်ပို့ပြီးတော့ကြည့်တယ် okay အဲ့တော့ Nasdaq ကျွန်တော်တို့ positive outlook ကြည့်တယ် gold ကျွန်တော်မှာအရန်ကြီးအရန်ကြီးပေါ့နော် strong bias ကျွန်တော်မှာမရှိလာဘူးဒါပေမဲ့ gold ဒီ long or do nothing ကျွန်တော်တို့ gold position ဒီ long or do nothing so long position long side မှာပဲကျွန်တော်ဆက်ပြီးတော့ရှိမယ် and then ကျွန်တော်တို့ euro နဲ့ GBP နဲ့အဲ့တော့ euro GBP နှစ်ခုမှာရွေးပါဆိုလို့ရှိရင်ရွေးပြီးတော့ trade စေချင်တယ်ဘာဖြစ်လို့လဲဆိုတော့ GBP ဒီပြောရမယ်ဆိုလို့ဆို uncertainty အရင်များနေကျွန်တော် macro score မှာပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် GBP နဲ့ပတ်သက်တဲ့ pair တွေဒီတော်တော်များများ bias ပြောင်းနေတွေ့ရတယ် either GBP NZD တို့ဟာမျိုး negative ကြတာဒီဒါဒီပြောရမယ်ဆို trade လို့ကောင်းတယ်အရင် trade လို့ကောင်းတယ်ပဲမဟုတ်ဘူးဒါပေမဲ့ euro ဒီပို့ပြီးတော့ positive စီရအဲ့တော့ trade မယ်ဆိုလို့ရှိရင် euro ကိုပြောင်းပြီးတော့ trade စေချင်တယ်ကျွန်တော် GBP ကို trade ခဲ့ရတဲ့ကာလတွေရှိတယ် euro မရွေ့လို့ GBP ကို trade ခဲ့ရတဲ့ကာလရှိတယ်အခု euro ဒီပို့ပြီးတော့ smooth ပို့ဖြစ်လိမ့်မယ်အထူးသဖြင့်ဒီ Middle East tension ပေါ့နော်မတေချာမရေရာဖြစ်လေလေ US ကနေ Europe ဘက်ကိုရွေ့လာတဲ့ဟာတွေပို့ပြီး shifting ပို့ပြီးများလေလေအထူးသဖြင့် DAX လိုဟာမျိုးကျွန်တော်ရွေ့နေလေလေကျွန်တော် euro ဒီပို့ပြီးတော့ market volatility ပို့ရတယ် volatility is good volatility ရှိနေတာဒီ market မှာမကောင်းတာမဟုတ်ဘူးဒါပေမဲ့ in and out ဒီ smooth အရင်မဖြစ်ဘူးဆိုလို့ရှိရင် smooth ဖြစ်တဲ့ပို့ဖြစ်တာဒီ GBP နဲ့ euro နဲ့မှာ euro ဒီပို့ဖြစ်တယ်အဲ့တော့အဲ့ဒါကို trade စေချင်တယ်နော်အဲ့တော့ကျွန်တော်ဒီကြားထဲမှာ daily ကျွန်တော် briefing သွားမယ်ဆက်ပုံမှန်တိုင်းမှာသွားမယ်တခြားinformation update တွေကျွန်တော်ရှိမယ်ပြီးတော့ကြာသပတေးနေ့ညပေါ့နော်ကြာသပတေးညမှာကျွန်တော်တို့ဒီ November နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လုပ်မယ်live လာလိမ့်မယ်နော်အဲ့တော့အားလုံးပဲ thank you ပါဗျာ